အားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ကိုနေပိတ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ခုဒီတစ်ပတ်မှာကတော့ဒီမွေးကနန်းကိုနှမျိုးချပေးထားပါတယ်ခင်ဗျာနောက်တစ်ခုကပထမဗီဒီယိုမှာတော့တင်းနှစ်တောင်းအခွေအပူးဆိုပြီးအခုဒီဗီဒီယိုမှာတော့အားလုံးပဲကြည့်ကြရအောင်ကျွန်တော်နဲ့အတူဘယ်လိုချပေးမလဲဆိုတာဒီဗီဒီယိုကိုကြိုက်နေတဲ့မယ်ဆိုရင် share လေးလုပ်ပေးပါနော်ဗီဒီယိုတင်တိုင်းသိရအောင်လဲကျွန်တော် page ကို follow မလုပ်ရသေးဘူးဆိုရင်အခုပဲလုပ်ပေးပါဒါကြတော့ကျွန်တော်ကနှစ်ခနဲ့ပါဝါတို့ယူချင်းမဟုတ်ပဲနဲ့တဲ့တလုံးပဲယူတာဖြစ်ပါတယ်ခင်ဗျာ9ဆိုရင်9ပဲယူမယ်9ဆိုတော့လဲ9ပဲယူမယ်6ဆိုတော့6ပဲယူမယ်ဒီမှာနည်းနည်းထူးဆန်းတာက9နှစ်ခါ9တစ်ခါ6နှစ်ခါเนาะနောက်ခုကြတော့နှလုံးပုံးချင်းကိုတဲ့ယူတာပဲဖြစ်ပါတယ်ခင်ဗျာ9နဲ့10ပေါင်းတော့9ရပါတယ်ဒါဆိုရင်တော့9ခွန်ပေါ့နော်နောက်တစ်ခုကြတော့9နဲ့1ပေါင်းတော့3ညရပါတယ်ဒါဆိုရင်တော့နှလုံးကြီးက9 3ညပဲဖြစ်ပါတယ်ဒီမှာကြတော့ခွန်နဲ့9ဖြစ်ပြီးတော့နှလုံးပေါင်းချင်းဆိုတော့ခွန်9ပေါင်းရင်2ရပါတယ်9နဲ့2ပေါ့နောက်တစ်ခုကြတော့1နဲ့8ပေါင်းချင်းတော့9ဆိုတော့6နဲ့9ပါခင်ဗျာအခုတစ်ပတ်မှာကြတော့4နဲ့3ညဖြစ်ပြီးတော့4နဲ့3ညပေါင်းချင်းတော့4ရပါတယ်ခင်ဗျာနောက်တစ်ဆိုင်ကြတော့လဲနှလုံးပေါင်းချင်းပဲဖြစ်ပါတယ်ခင်ဗျာ2နဲ့3ပေါင်းတော့5 2နဲ့3ညပေါင်းချင်းတော့2 3ညနဲ့6ပေါင်းချင်းတော့6 8နဲ့9ပေါင်းချင်းတော့9 3နဲ့2ပေါင်းချင်းတော့5ရပါတယ်ခင်ဗျာဒါဆိုကျွန်တော်တို့ကြည့်ကြရအောင်သူကဘယ်လိုလေချပေးခဲ့တယ်လဲဆိုတာတော့ပထမဆုံးအနေနဲ့သူက9ခွန်5ဆိုပြီးတော့ခွန်5နဲ့ချပေးပါတယ်နောက်တစ်ခုကျတော့9 3ည2ဆိုပြီး2 3ညနဲ့ချပေးပါတယ်ခင်ဗျာ9နှစ်6က9 6ဆိုပြီးချပေးပါတယ်6 9ခွန်မှာကြတော့ခွန်6ဆိုပြီးချပေးပါတယ်ခင်ဗျာဒီတစ်ပတ်မှာကြတော့6 4 5ဆိုပြီးတော့ကျွန်တော်တို့ရပါတယ်ခင်ဗျာဒီနေ့ကကျွန်တော်ပြောချင်တာကပုတ်တဟူးမကြော်လို့ကျွန်တော်ပြောပေမဲ့လည်းဒီရဲ့တွဲခွင်ကိုကြည့်မယ်ဆိုရင်သူကအင်္ဂါမကြော်နေတယ်ပဲထွက်လာပါတယ်ခင်ဗျာဘာကြော်လဲဆိုတော့ဟိုမှာခွန်5တို့2 3ညတို့18တို့6ခွန်တို့ဆိုတာလေအင်္ဂါမကြော်တွေပဲထွက်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်ဒီခွေကိုပထမတစ်ခွေကတင်းနှစ်တောင်းပဲဖြစ်ပါတယ်ခင်ဗျာဘယ်သူပဲဟာရင်လာမလဲဆိုတော့ကျွန်တော်လည်းမပြောနိုင်ပါဘူးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်